Blue guy ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် solo dan ဆော့ပြမှာဖြစ်ပါတယ် solo dan ကတော့blue zone yellow zone red zone black zone ဘာလို့ကြိုက်တယ်မှာဝင်လို့ရတယ် solo dan ဒါပေမဲ့ကျွန်တော်ကတော့အခု black zone မှာ solo dan ဝင်ပြမှာเนาะဒါ accounting နဲ့ကျွန်တော် failing ဆိုလဲဘာမှသိမရှိသေးဘူး fail ဆိုတော့ 1 minute ရှိသေးတယ်ချက်ပြမယ်ဘာမှ3 sim လေးပေါ့เนาะfail လည်းမရှိသေးဘူး saver လည်းဘာမှမရှိသေးဘူး saver ဆိုလည်းမနေ့ကနည်းနည်းဆော့ထားတဲ့ဟာလေးပဲရှိရပါတော့။ဘာမှသိမရှိသေးဘူးဒီအစားနော်။ကဲဟုတ်ပြီကျွန်တော်အခုဆိုလို့ရှိရင်ကျွန်တော်ဟိုအောင်ရောက်နေရဗျာ။ Black Zone Bridgeway Portal ကိုရောက်နေတာ။ Bridgeway Portal ကိုရောက်နေရပါနော်။အဲ့တော့ကျွန်တော်ဒီ count က Bridgeway မှာနေတယ်အခု Portal ဘိုင်းတော့ Bridgeway Portal ကိုရောက်နေတယ်။ Okay ။အဲ့ဆိုရင်ကျွန်တော် Bridgeway Portal ကနေပြီးတော့ Solo Dan Black Zone မှာ Solo Dan ဝင်ပြနော်။အဲ့မှာဆိုတော့ကျွန်တော်အခုကဆိုတော့တော့ brother တို့7တို့8တို့ပေါ့နော်အဲ့တော့မှ7 by 1 2 3 4အဲ့တော့မှ8 1 2 3 4အဲ့လိုမျိုးဒါပေမဲ့ကျွန်တော်ကအခုဒီမှာဗျာဒီ era adventure မပွင့်သေးတော့ကျွန်တော် T8 တွေသုံးလို့မရဘူးပေါ့နော်အရင်တုန်းကဆိုရှင်ဒီမှာစာရေးထားရတာအဲ့ဒါဘာလဲဆိုတော့ဒီ T8 ကိုမပွင့်နဲ့ era adventure မပွင့်သေးရင်ကျွန်တော် T8 mod တွေမနိုင်တော့သူများထပ်ပို့ပြီးတော့တာမန်ထပ်ပို့ပြီးတော့ခံရတယ်ပေါ့သူတို့ damage ကိုအရန်နာတယ်သူခုတ်တာသူအဲကြောင့်ကျွန်တော် D7 ကိုပဲ D7 တော့ပွင့်သွားပြီဆိုတော့ D7 ကိုကျွန်တော်စော့ပါတော့เนาะဒါပေမဲ့ဒီ update နောက်ပိုင်းမှာပေါ့เนาะကျွန်တော်အဲ့စာမတွေ့တော့ဆိုတော့အဲ့ဟာလိုမျိုးမရှိတော့ဘူးလားတော့မသိဘူးဒါပေမဲ့မသိကြဘူးပေါ့เนาะဒါပုံမှန်ရဆိုရင်တော့ကိုကဒီ era adventure မှာဒီ T8 မပွင့်သေး T8 mod တွေမနိုင်အဲ့လိုမျိုးပေါ့နော်အခုကျွန်တော်တို့တေချာအောင်ဒီ T7 ကလည်းပွင့်ပြီးသွားပြီဆိုတော့ T7 Mac ကိုပဲဝင်ပြမှာအဲ့ဗျာတကယ်တော့ဗျာ brother တို့ကို T8 Mac ကို try မှာမလား T8 Mac try နေဆိုလို့ရှိရင် T8 မပွင့်သေးလေ8ခွဲဆော့လို့ရတယ်အဲ့ဒါပါလဲဆိုတော့7 1ပဲဗျာပြင်ဒီမှာတော့အဲ့လို flat တွေမရှိတော့ရင်းတော့ဆို7 flat တို့8 flat တို့ Mac တွေမှာလည်းရှိအခုကတော့ Mac တွေမှာလည်းမရှိတော့ဘူးဆိုတော့ဘယ်လိုပြောမလဲအဲ့လို7ဆို71အနေဆုံးဗျာ8ဆို81အနေဆုံးအဲ့လိုမျိုးဖြစ်နေတာအဲ့ဒါအဲ့တော့7ပေါ့71ဆက်စောပြမယ်ဒီကျွန်တော်7ကိုပဲနိုင်ပြရဆို7ဆက်စောအဲ့မှာကျွန်တော်ဒီ market မှာကျွန်တော် MAP max ဆိုရရတယ် max ဆိုရဒီဟိုမှာတိုက်ရမှာကျွန်တော်7 slot ပေးတယ်7 slot ပေးတယ်လို့ရှိရင်ဒီမှာ Grandmaster Dungeon Max ဆိုပြီးတော့ဆိုလို့ပြ6500ပဲရှိတယ်71ဒီအောက်ကတုံးရ1ပေါ့နော်ဒီမှာအကျွန်တော်ဝယ်လိုက်အဲကျွန်တော်မက်ရရောနော်အမကို use လုပ်ရတယ်ဒါပေမဲ့ကျွန်တော်အခု use ပြမရအောင်တွေ့တယ်ဒီမှာ the map does not show anything in this area try using that somewhere as တခြားနေရာမှာထပ်တုံးတယ်ဒီမှာသုံးလို့မရဘူးအဲ့လိုဖြစ်နေတာဗျအဲ့တော့ကျွန်တော်ကဒီ solo dan ရှင်းတဲ့ item set တွေအကြောင်းကတော့ကျွန်တော်နောက်မှတက်ဗီဒီယိုတစ်ပုဒ်အနေနဲ့ရှင်းပြမယ်နော်ဒီ solo dan ရှင်းလို့ကောင်းတဲ့ web ပုံတွေသူနဲ့တွဲတဲ့ item တွေဘယ်လိုအင်ကြီးတွေဝတ်တယ်ဘယ်လိုအုတ်ထုတ်တွေဝတ်တယ်ဘယ်လိုဖက်နက်တွေဝတ်တယ်ဆိုတာတော့ကျွန်တော်နောက်မှဗီဒီယိုတစ်ပုဒ်အနေနဲ့တက်ရှင်းပြမယ်အခုကတော့ကျွန်တော်ဝင်ပုံဝင်နည်းလေးကိုပြချင်တာဖြစ်တဲ့အတွက်ကြောင့်နော်အဲ့တော့အခုကျွန်တော်7ကျွန်တော်တစ်ခုလုံးနဲ့ D7 အပြည့်ပဲ7ပြည့်အောင်7 equal ဖြစ်အောင်ဆင်ထားရပါတော့7 equal ဖြစ်အောင်ဆင်ထားတယ်အဲ့တော့ကျော်ဒီ spec လေးနည်းနည်း25စီကျော်သွားပြီဖြစ်တဲ့အတွက်ကြောင့်အပြင်1100ကျော်နေတယ်ဗျအမှန်တော့1100ဝန်းကျင်လောက်ပဲ1100ထက်တော့နည်းနည်းအောက်ပါတယ်ဒီ7ပြည့်ကထားပါအဲ့ဒါကျွန်တော်ဒီ Mac ဘွယ် UI ဆိုတော့ Mac တော့ပေါ့ brother ဗျဒီမှာကြိုက်တဲ့ဘေးဘက်လေမှာ brother ကြိုက်တဲ့ Mac ကိုထွက်လာကြိုက်တဲ့ Mac ကိုထွက်လို့ရတယ်ဗျဒီမှာဘေးဘက်လေမှာ brother page ဘယ် Mac တော့ကျွန်တော်ဆိုဒီ Mac ပဲတောင်းမယ်ဒါလို့ဆိုဒီ Mac တွေရဲ့ဒါလူများနိုင်ကြီးရှိတယ်ဒါဆိုဒီဝေးကိုတောင်းမယ်ဆိုဒီ Mac တွေကလာအောင်ပါဟုတ်ဒီ Mac တွေကကြပိတ်ပြနေတာဟိုဘက်အဲ့လိုချောင်းတစ်ဖက်ပိတ်တယ်တစ်ပိတ်တော့ကျွန်တော်တို့ဒီ Mac ကိုယူထည့်မယ်လား 100 short ဆိုလို့ရှိရင်ကျွန်တော် short ပါ short ဒီမှာဒါကိုshow အောင်တော့အခု map ဝယ်ပြီးပါနော် map ဝယ်ပြီးပါရေး brother တို့အော်ဒီမှာဗျာငါဗျာတည်တယ်ဒီ solo dan ဆော့မယ် solo dungeon ဆော့မယ်ဆိုလို့ရှိရင်အဲ့တော့ဒီတွေးတက်တာလိုပဲလေတွေးတက်တာအဲ့ကောင်ငါကျွန်တော်တို့ငါစားတ
တချို့တွေကလည်းစုစားစုလက်တက်တယ်တော်တော်လေးအမစုပါအမဒီ5ရှိမယ်တော့ကျွန်တော်ဒီမှာဗျာကျွန်တော်ဆောင်းသွားနေကြကမက်ဝယ်တယ်မက်ဝယ်ပြီးသွားရင်9-3កောင်ဆောင်းတယ်ဒီ rose spot တခုယူပါတယ် rose spot တခုယူပါတယ်အဲပြီးတော့ကျွန်တော်ခုနပြောတဲ့ short ကိုထွက်ပြအမှန်တော့အဲ့ဒါဘယ် map ထွက်ထဲရရပဲတော့သိရတိုက်တဲ့ map ထွက်လာပြအဲ့မဲ့ map ထွက်ခင်မှာအရေးကြီးဆုံးက brother DDD ရလေးပဲ invisible pushing လို့ခေါ်တယ်အဲ့ဒါလေးနိုင်တာအိမ်ကြီးကိုပြောက်သွားတယ်ကိုပြောက်ပြီးသွားရင်ဒီမြင်းပေါ်ပြတ်တယ်ဒီမှာကျွန်တော်ကိုပြောက်တဲ့ effect လေးပေါ်တယ်အဲပြီးရင်ထွက်ဒီကိုပြောက်ရတဲ့ ထွက်ပေါ့နော်ကိုပြောက်ပြီးထွက်ပြီးတော့ဒီ map ကို use လုပ်မှာကျွန်တော်တို့map ကိုဒီကျွန်တော်ဝယ်လာတဲ့ map ကိုကျွန်တော်ဒီ use လုပ်လိုက် use လုပ်လိုက်လို့ရှိရင်သူကပြတူနောက်ထပ်ဒီ map မှာလည်းနောက်တစ် map မှာပေါ်မယ်တစ်ခါရရင်ကန်ကောင်းရင်ကျွန်တော်တို့ဒီ map မှာပဲပေါ်တယ်အခုကတော့ကျွန်တော်တို့ဒီရှေ့ map ကိုတွားရမယ်ပေါ့နော်တွားမယ်ဆိုတော့တွားမယ်တွားကြမယ်ဒီ map တွားအခုကျွန်တော်ကိုပြောက်နေရဆိုတော့ဗျာအချင်းပြေလို့ဖြတ်လို့ရတယ်မဖြစ်ဘူးမကြောက်စင်ဘူးကျွန်တော်ဟိုဘက် map ကြောင်းမှဟိုပေါ်မှာနေကြည့်စမ်းအခုကတော့ကျွန်တော်နီးဆုံးဖြတ်လန်းတော့ပါဒီရောက်နေကြပြတဲ့ဒီမှာ mini map မှာသူ့ရဲ့ draw map ဖွင့်ထားတယ်ဝယ်ပြီးဖွင့်ထားတဲ့ map ကိုဒီလိုမျိုးလေးပြဒီ map ကျွန်တော်အဲ့တော့ brother ဒီဘက် map ရောက်ရင်တော့ negative side ပါဆိုကိုပြောက်တာမရှိတော့ကိုပေါ်သွားတယ်အဲ့တော့ brother တို့ solo dan ဒီကိုဖွင့်ထားတဲ့ solo dan ဝင်ကန်ဒီမှာ enemy တွေရှိတာမရှိတော့နည်းနည်း snare နာမယ်ရတယ်check in လိုက်တော့ဒါက enemy တွေရှိရဲဆိုလို့ရှိရင်အဲ့လို shot သွားနေမဝင်နဲ့ဆိုတော့ကိုဒန်နေအောင်လူတိသွားအောင်ဆိုလို့ဗျာဒီနာဒီလိုနားမှာရစ်တိမလုပ်နေနဲ့အဲ့ဆို enemy ကတိသွားရင်အဲ့ဒါဆိုလူတန်းဝင်မှာပဲဆိုတော့တိသွားရင်အဲ့လိုလူတို့ဒါတဝါနိုင်ကြီးရှိရတော့เนาะအဲ့ဒါပေမဲ့အခုကကျွန်တော်ရှင်းနေဗျာရှင်းတယ်ငါ3ည305ဘူးကလည်းမရှိဘူးကျွန်တော်ဝင်လိုက်တော့မယ်7 3ကိုထောက်ကြည့်တယ်ဒီမှာဗျာဒါ7 16% stronger အဲ့ဒါမဝယ်ထားတော့ 16% stronger ဗျာပြောနေတာတော့71ဖြစ်နေလို့ 60% ဒီက7ဒီက1 60% ဆို1ဟောလမ်းဒီ2က 0.2 ကဟော32လား38လားမသိဘူးဟုတ်ပါတော့ပြီးရင်ကျွန်တော်ဒီဝင်ချင်း solo dan နဲ့ဝင်ချင်းမှာ brother တို့ဒီခိုင်းမတက်နဲ့ဘာမှမလုပ်နဲ့ဒီတိုင်းထိုင်ဒီတိုင်းနေဘာလဲဆိုတော့ second 90 brother တို့ဒီ low out လုပ်ပြီးမှ second လေးပေါ်ကြအဲ့လို low out လုပ်ပြီး second 90စောင့်နေရတယ်ဒါမှမဟုတ်ဒီတိုင်းကိုယ့်ကို second 90ပြအောင်စောင့်နေရတယ်အရင်တော့ကျွန်တော်တို့ကဗျာဒီလို low out လုပ်ပြီးတော့ second 90ထိုင်ကြီးနေဘာလို့ဆိုတော့အဲ့လိုစာတန်းတစ်ခုဒီ notification ပေါ့နော်ဒီတန်ပိတ်သွားပြီဆိုတဲ့အကြောင်း notification မပြတော့ဒီ second 90ကိုကြည့်ပြီးတော့ second 90နေတန်စိတ်ချတန်ပိတ်သွားပြီဆိုပြီးတော့ကျွန်တော်တို့ကဝင်ကြရပါတော့အခုကတော့ဒီ log တွေပဲမလို့တော့ဘာလို့ဆိုတော့ကျွန်တော်ပြမယ်သူက second 90နေပြီကျွန်တော်ဝင်ပြီးချင်း second 90နေဒီတန်ရတဲ့အပြင်ကနေ live ဝင်လို့မရတော့အပြင်မှာတန်မရှိတော့ပါဘူးဆိုပြီးတော့အဲ့လိုစာတန်းတစ်ချောင်းပေါ်တာဗျာအိတ်စာတန်းကိုစောက်အောင်ပါဗျာအိတ်စာတန်းစောက်မပေါ်အဲ့လို brother တို့ဒီစာတန်းလေးပေါ်သွားရင်ဗျာ the entrance to this dungeon has closed and no more player can enter ဒီတန်ကြားပိတ်သွားပြီတဲ့နောက်ထပ်ဘယ်သူမှဝင်လို့မရတော့ဘူးပြောချင်တာဗျာအဲ့စာတန်းလေးမပြည့်ခင် brother တို့ကအဲ့စာတန်းလေးမပေါ်ခင် brother တို့ accretion နေမယ်ဆိုလို့ရှိရင်နောက်ကနေဝင်လာတဲ့ကောင်တွေက brother တို့လွယ်တူတောက်သွားလို့ရတယ်အခုလို့ဆိုလို့ရှိရင်ဘယ်သူမှလိုက်ဝင်လာလို့မရတော့အဲ့ဒါကျွန်တော် easy ပဲကျွန်တော် accretion ရုံပဲဒီနေရာမှာပြကျွန်တော်ပြောမိပါဗျာ brother တို့အဲ့ဒီစာတန်းကိုမတွေ့ခင်စက္ကန့်90မပြည့်ခင်ဘောနော်ဒန်မပိတ်ခင်မှာ enemy ကဝင်လာလို့ဗျာတယောက်ပဲဝင်လာအုပ်စုလိုက်ပဲဝင်လာဗျာပြောချင်တာ brother တို့ဒီဒန်ထဲမှာရှိမှန်းတိသွားပြီ enemy ကတိသွားပြီဆိုလို့ရှိရင်တုံပြန်ချအောင်မကြိုးစားနဲ့ brother ဘာမှမနှိမ့်ဘာမှမပြန်မလုံးနဲ့ပေါ့ပြန်မလုပ်ဘဲနဲ့ဒီကိုရဲ့ဟိုဒီကိုအကောင်ရဲ့ပေါ့နော်ဒီ screen loading တိုင်းနေမှာဗျာသူရှိလေးတစ်ခုရတယ်အဲ့ဒါအမြဲတမ်းရတယ်ဒီ avion ရဲ့
ရဲ10 trick ထဲမှာပါတယ်ဗျာတော့အဲ့လိုဒါမဲ့တော့အဲ့လို screen ဖြစ်တိုင်း screen upload ဖြစ်တိုင်းရှိရတယ်ဆိုရင်အဲ့ရှိလေးက9000ရှိရဗျာဟိုမှာတစ်ခါရပြီးသွားရင်နောက်ဘယ်နှစ်မိနစ်2မိနစ်လား2မိနစ်လားဒီ10မိနစ်လားကျွန်တော်တိတ်မသိဘူးဗျာဒီကြမှာမမီအဲ့ဒီမိနစ်အတွင်းထပ်မရအောင်ဗျာဒါပေမဲ့အမိနစ်ကျော်သွားရင်အဲ့ဒီရှိလေးက screen loading တစ်ခါဖြစ်ရင်ထည့်ရမှာအဲ့ဒီဟာလေးကိုကြည့်နေဗျာအဲ့ဟာလေးကကိုမှာဗျာ ready ဖြစ်နေရပေါ့နော်ဆိုလို့ရှိရင်ပြောချင်တာ brother တို့ကအပြင်ပြတ်ထွက်လိုက်လို့ရှိရင်ဒန်အပြင်ကိုပြန်ထွက်လိုက်ဗျာကိုရဲ့အနောက်ကျောမှာဒန်အပေါက်ပါယူအဲ့ဒီပြင်ကို enemy ကိုပြန်မခုတ်ပဲနဲ့ဘာမှပြန်မလုပ်ပဲနဲ့ spare လည်းမသုံးပါလည်းပြန်မလုပ်ပဲနဲ့အပြင်ကိုပြန်ထွက်လိုက်မယ်ဆိုလို့ရှိရင် screen loading ဖြစ်သွားတဲ့အတွက်ကြောင့် brother တို့ကအဲ့ sheet တစ်ခုရတယ်အပြင်မှာဗျာအဲ့ sheet ရတဲ့ဟာကိုအဲ့ sheet ရနေတဲ့အတွင်းမှာ mount ထုတ်ဗျာအဲ့ကြရင် enemy က brother တို့အပြင်မှာဘလို့ပဲစောင့်နေဘာမှလုပ်လို့မရဘူးဗျာအထက်ကကောင်လည်းဘလို့ကြီးပဲလိုက်ကြိုက်နေလိုက်ရိုက်နေ brother အပြင်ရောက်ကအပြင်ကိုပြေးထွက်သွားလို့ရှိရင်ဘာမှလုပ်လို့မရတော့ကောင်လိုက်ထွက်လို့ပဲရအပြင်လိုက်ထွက်အတွက်အထဲမှာနေခဲ့နေတယ်နှစ်ခုပဲလုပ်လို့ရပါလိုက်ထွက်လာလို့ရှိရင်လည်း brother အပြင်မှာရှိရသွားပြီဖြစ်တဲ့အတွက်ကြောင့် brother mount easy ထုတ်လို့ရတယ်ဗျာ mount ထုတ်ပြီးဆိုကြတဲ့ဟို brother လွတ်ဖို့ chance များသွားပြီဗျာတင်မလားအဲ့တော့မှအပြင်မှာစောင့်နေကောင်းနေရှိရဲဆိုရင်တော့ mount ထုတ်ပြီးသွားရင်ချက်ချင်းအဲ့လိုပြေးပေါက်ရှာပြီးပြေးပေါ့ဗျာအဲ့မှာအရင် enemy တွေကဝိုင်းတက်လို့တေသွားရဆိုရင်တော့လည်းဒါတစ်ခါလေးတော့ဖြစ်တတ်ပါတယ်အဲ့လိုမျိုးအဲ့ဒါဗျာအဲ့လိုအဓိကတော့တယောက်တည်းလာလို့ရှိရင်ဗျာအဲ့လိုလုပ်လို့ရှိရင်မတေတာများကိုပြေးလို့ရတော့အဲ့ဒါအဲ့လိုပြေးဖို့ကိုအောင်ဆိုင်တာဗျာအဲ့ဒါအဓိကပဲbrother ဒီအားထောက် exit တိုင်းမှာလုပ်ပါ exit ကိုလုပ်ပြီးတော့အားထောက်တာရင်းထုတ်ဒီအောင်home ဘက်နဲ့အိမ်ပြန်ရဂျာနီ sorry ဂျာနီဘက်နဲ့အိမ်ပြန်ဗျာဘယ်လောက်ပဲပြရ brother အိမ်အဲ့လိုဂျာနီဘက်နဲ့အပြန်အောင် so အဲ့လိုနဲ့ brother တို့အဲ့လိုတမတ်ပြီးတမတ်တောင်းလျှောက်ဝင်တဖြည်းဖြည်းနဲ့ brother တို့အဲ့လိုပတ်စံ6နေလာလိမ့်နေတယ်မသိဘူးလားပြီးတော့အဲ့လိုဒီကိုတင်ကျင်နဲ့ကိုဝတ်ထားတဲ့ပေါ့ item တွေအားလည်း IP တဖြည်းဖြည်းတက်လာတယ်ပတ်စံလေးရတဲ့ IP လည်းတက်တယ်ပေါ့နော်အဲ့လိုမျိုးနဲ့ brother ဒါကတော့ကျွန်တော် T7 ပဲရှိသေးလို့ပဲ T8 ရတဲ့လူကတော့အဲ့လိုလေးတိုင်း T8 ဝင်ပေါ့နော်အဲ့လိုအဲ့ဆိုရင်ကျွန်တော် mode တွေပြန်ဖြည့်ရအောင်ဗျာ mode ရယ်ဒီအားမသုံးပြတော့သုံးပြရင်တော့ဒါပြန်ဝင်ရအောင်နော်